2026ကမ္ဘာဖလားပြိုင်ပွဲအုပ်စုဆင့်ပွဲစဉ်တွေမှာစူပါစတာတွေတမိုင်းဝင်အိမ်မက်တွေနဲ့နောက်ဆုံးကမ္ဘာဖလားခီးစဉ်တွေကိုမြင်တွေ့ရမယ့်အုပ်စုတွေရှိနေပါတယ်။ဒီနေ့တော့ Group J, Group K နဲ့ Group N လို့ကိုတစုတစည်းရဲ့လေ့လာကြည့်အောင်ပါ။ပထမဆုံး Group J ကိုကြည့်မယ်ဆိုရင်လက်ရှိချန်ပီယံအာဂျင်တီးနားကအားလုံးရဲ့အာရုံစိုက်မှုကိုရထားတဲ့အသင်းမှာ2020ကမ္ဘာဖလားချန်ပီယံအာဂျင်တီးနားကချန်ပီယံကာကွယ်ဖို့ရောက်ရှိလာတာဖြစ်ပြီးလီယိုနယ်မက်ဆီအတွက်တော့ဒါကနောက်ဆုံး World Cup ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီအုပ်စုဟာမက်ဆီရဲ့နောက်ဆုံးကမ္ဘာဖလားဇလန်းကိုစောင့်ကြည့်ရမယ့်အုပ်စုတစ်ခုဖြစ်လေမြင်ရပါတယ်။အာဂျင်တီးနားရဲ့အဓိကပြိုင်ပွဲတွေကတော့အယ်ဂျီးရီးယားနဲ့ဩစတြေးလျတို့ပါပဲ။အယ်ဂျီးရီးယားဟာအာဖရိကဘောလုံးရဲ့အမာခံအသင်းဖြစ်ပြီးလင်မြန်တဲ့တိုက်စစ်နဲ့စိတ်သက်မာကြောမှုကိုပိုင်ဆိုင်ထားတဲ့အသင်းပါ။ဩစတြေးလျကတော့28နှစ်အကြာဝေးကွာနေတဲ့ကမ္ဘာဖလားဆင်မြင့်ပေါ်ကိုပြန်လည်ရောက်ရှိလာတဲ့အသင်းဖြစ်ပြီးစနစ်တကျကစားနိုင်တဲ့ဥရောပအသင်းလည်းဖြစ်ပါတယ်။ဂျော်ဒန်ကတော့ကမ္ဘာဖလားသမိုင်းမှာပထမဆုံးချိန်ပါဝင်ခွင့်ရရှိလာတဲ့အသင်းဖြစ်ကအာရှဘောလုံးလောကရဲ့သမိုင်းဝင်အောင်မြင်မှုတစ်ခုကိုကူစားပြုနေပါတယ်။ Group J ကိုခြုံငုံကြည့်ရမယ်ဆိုရင်အာဂျင်တီးနားဟာအုပ်စုပုံဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်ပြီးဩစတြေးလျနဲ့အယ်ဂျီးရီးယားတို့ကြားဒုတိယနေရာလူပွဲကအဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်။ကျွန်တော်မြင်ရတော့ Group J ကနေအာဂျင်တီးနားနဲ့ဩစတြေးလျတို့နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက်အခွင့်အရေးပိုများနေပါတယ်။ဆက်ပြီး Group K ကိုကြည့်ရအောင်ပါ။ဒီအုပ်စုမှာတော့ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ပေါ်တူဂီကအဓိကခေါင်းစဉ်ဖြစ်နေပါတယ်။ရိုနယ်ဒိုအတွက်လည်းဒါနောက်ဆုံး World Cup ဖြစ်လာနိုင်ပြီးပေါ်တူဂီပရိသတ်တွေကတော့နောက်ထပ်သမိုင်းတစ်ခုကိုမျှော်လင့်နေကြပါပြီ။ဒါပေမဲ့ပေါ်တူဂီဟာရိုနယ်ဒိုတယောက်တည်းကိုမိကိုနေတဲ့အသင်းမျိုးမဟုတ်တော့ပါဘူး။လူငယ်ကျဲပွဲတွေနဲ့အရေးသွေးမြင့်ကစားသမားတွေကြောင့်ပြိုင်ပွဲတစ်လျှောက်လုံး NES ရှိရဲ့အသင်းမျိုးဖြစ်နေပါတယ်။ကိုလံဘီယာကတော့တောင်အမေရိကရဲ့အကောင်းဆုံးအသင်းတွေကတသင်းဖြစ်ပြီးတိုက်စစ်ဆန်တဲ့ဘောလုံးကိုကစားတတ်ပါတယ်။ပြီးတော့အုပ်စုတွင်ပါဝင်နေတဲ့နောက်ထပ်အသင်းဖြစ်တဲ့ကွန်ဂိုကလည်း Knockout Stage ထိရောက်နိုင်မယ်လို့ယုံကြည်နေပြီးအာရှကိုစားပြုဥဇဘက်ကစ္စတန်ကတော့တမိုင်းဝင်ပထမဆုံးကမ္ဘာဖလားခီးစဉ်ကိုစတင်နေတာဖြစ်ပါတယ်။ Group K မှာပေါ်တူဂီနဲ့ကိုလံဘီယာတို့ရဲ့ထိပ်ဆုံးနေရာလူပွဲကအဓိကစောင့်ကြည့်ရမယ့်အရာဖြစ်လာနိုင်ပါတယ်။ကျွန်တော်မြင်ရတော့ပေါ်တူဂီနဲ့ကိုလံဘီယာတို့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ပြီးဂျက်ရှိရဲ့ဥဇဘက်ကစ္စတန်နဲ့ကွန်ဂိုတို့ကတော့တတိယအကောင်းဆုံးအသင်းဖြစ်မလားဆိုတာကိုပဲစူးစမ်းရမယ့်အနေထားပါ။ကဲဂျက်ရှိနေတဲ့တင်ဆက်မှုမှာကျွန်တော်တို့ Group N ကိုဆက်ပြီးတော့ကြည့်အောင်ပါ။ Group N မှာတော့အင်အားကြီးအင်္ဂလန်နဲ့ကမ္ဘာဖလားအတွေ့အကြုံကျွမ်းတဲ့ခရိုအေးရှားတို့ထိပ်တိုက်တွေ့ဆုံနေပါတယ်။အင်္ဂလန်က1966နောက်ပိုင်းပထမဆုံး World Cup ချန်ပီယံဆုကိုရယူဖို့ကြိုးစားနေပြီးသောမတ်တူချယ်ရဲ့ဦးဆောင်မှုအောက်မှာပိုပြီးစနစ်ကျတဲ့အသင်းဖြစ်လာပါတယ်။ခရိုအေးရှားကတော့ကမ္ဘာဖလားဆင်းရဲပေါ်မှာအမြဲတမ်းအသင်းစရာစွမ်းဆောင်ရည်ကိုပြတတ်တဲ့အသင်းပါ။အတွေ့အကြုံစိတ်ဓာတ်နဲ့အနိုင်ယူတတ်တဲ့အလေးချင်းတွေကသူတို့ရဲ့အားသာချက်ဖြစ်နေသေးပါ။ဒီနေရာမှာဂါနာကအာဖရိကရဲ့အန်ရရှိရဲ့အသင်းဖြစ်ပြီးနောက်ထပ်အသင်းဖြစ်တဲ့ပနားမားကလည်းအန်ဒါဒေါ့ဖြစ် surprise ဖန်တီးနိုင်ပါတယ်။ဒါပေမဲ့အုပ်စုအင်အားကြီးနှိုင်းယှဉ်ကြည့်မယ်ဆိုရင်အင်္ဂလန်နဲ့ခရိုအေးရှားတို့ကတိတိကျကျပူတာနေပါတယ်။ကျွန်တော်မြင်ရတော့အုပ်စု A ကနေအင်္ဂလန်နဲ့ခရိုအေးရှားတို့နောက်တစ်ဆင့်ကိုတိုက်ရိုက်တယောက်ဖို့အတွက်အခွင့်အရေးအများဆုံးရှိနေပါတယ်။အချုပ်အားဖြင့်ဆိုရင်တော့ Group J မှာအာဂျင်တီးနား Group K မှာပေါ်တူဂီ Group L မှာအင်္ဂလန်တို့ဟာအုပ်စုကိုဖြစ်ဖို့ရေပန်းစားဆုံးအသင်းတွေဖြစ်နေပါတယ်။ဒါပေမဲ့ World Cup ဆိုတာအမြဲတမ်းအသင်းစရာတွေနဲ့ပြည့်နေနေတဲ့ပြိုင်ပွဲဖြစ်တာကြောင့်အယ်ဂျီးရီးယား၊ကိုလံဘီယာ၊ခရိုအေးရှားနဲ့ဂါနာတို့လိုအသင်းတွေကလည်းဇလန်အသစ်တွေကြီးသားဖို့အတွက်အသင့်ရှိနေတယ်ဆိုတာကိုတော့မမေ့လိုက်ပါနဲ့။ M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ